ချင်းတိုင်းသားတွေဟာဂုံချင်းဂုံစာလို့ခေါ်တဲ့နေရှိပြည်စနစ်ဂုံလောဂုံစာလို့ခေါ်တဲ့ပြည်သူတန်းအုပ်ချုပ်တဲ့စနစ်ဂုံလောဂုံစာလို့ခေါ်တဲ့ပြည်သူကိုပေါ်ပေါ်ပြုတဲ့စနစ်ကိုယ်ပိုင်နိုင်ငံရေးစနစ်နဲ့တိကျသလိုစွာရည်တည်တဲ့လူမျိုးဖြစ်တယ်။1940ခုရှမ်းပြည်တော်မြို့မှာဗမာလူစားပြုတဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့တိုင်းသားတော်ဆောင်များဟာအမျိုးသားသားကိုရေးနဲ့စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ဖို့ကတိပြုလုပ်ခဲ့ကြတယ်။ဒီနေ့အချိန်တော့စစ်မှန်တဲ့ပြည်ထောင်စုဒီမိုကရေစီနိုင်ငံရောက်လာတာဇာတိမွေရမည်ရှေးအစဉ်ဆက်ဘိုးဘွားတို့မြေရှင်တန်နေထိုင်လာတူကျွမခံလွတ်လပ်မှုကိုအစဉ်ကာကွယ်ကာတယံဇာတာပေါ်ကျွေတဲ့မြေတောင်စင်တောင်တန်းတွေ့တန်းလာပါနေကချင်ကြီးနောင်များပြောစရာထောင်ကမနောကရဲချင်းဖို့မြေပြည်တော်စုလာမင်းကြီးကတဲ့တာတဲ့တွေ့ချင်းမြေမျိုးတွေစုအမျိုးသားတန်တူကိုပိုင်ပြထန်းခွင်ကိုအေးအတူပူမြနေထိုင်ဖို့လေပင်လုံးမြေမှာကတိကဝပြုကဖက်ဒရယ်စနစ်မျိုးမှထားခဲ့တာယနေ့ညီနောင်များအချိန်တန်ပြီးကောင်းတယ်ဖို့ရောက်လန်းကြစို့ခွေစီလူပေါင်းတိတိဆောင်ရမယ်လေကချင်တဲ့ကြပမာတဲ့ကြရှမ်းတဲ့ကြကွယ်ညီတူညီမြမခွဲစတန်ကွယ်ဖက်ဒရယ်ပြည်ထောင်စုရောက်လာကြမယ်တို့မြန်မာပြည်ပြောင်းလဲခြင်းသာပြောင်းလဲဖို့လိုပြီးအခွင့်တူညီမြပြည်ထောင်စုကြီးငိမ့်ချလို့ဖွံ့ဖြိုးတိုးတက်မယ်တို့ညီကိုများလက်တွေးကြမယ်လေတမိုင်းကပြီးတဲ့ဒို့တာဝမဲစီလုံးညီညာအောင်တောင်းပြပင်လုံးကြီးကဝိညာဉ်ပြည်ထောင်စုကြီးတို့ရှိမယ်ဆုံးစီရဂျိန်ဘိုရိုထာနီမနောဒုက္ခဇာတိမွေရမြေရှေးစင်ဆက်ဘိုးဘွားတို့မြေရှင်တန်နေထိုင်လာတူကျမခံလွတ်လပ်မှုကိုအစဉ်ကာကွယ်ကာတယံဇာတာပေါ်ကျွေတဲ့မြေတောင်စင်တောင်တန်းတွေ့တန်းလာပါနေကချင်ကြီးနောင်များပြောစရာထောင်ကမနောကရဲချင်းဖို့မြေပင်လုံးမြေမှာဆုံးစီကတွေ့ဖက်ကြပြည်တော်စုလာမင်းကြီးကတဲ့တာတဲ့တွေ့ချင်းမြေမျိုးတွေစုအမျိုးသားတန်တူကိုပိုင်ပြထန်းခွင်ကိုအေးအတူပူမြနေထိုင်ဖို့လေပင်လုံးမြေမှာကတိကဝပြုကဖက်ဒရယ်စနစ်မျိုးမှထားခဲ့တာယနေ့ညီနောင်များချိန်တန်ပြီးအကောင့်ထဲဖို့ရောက်လန်းကြစို့ဘိုးဘွားတို့အမွေနဲ့တမိုင်းတွင်ရစ်ပြီးဒီမိုကရေစီလူပေါင်းတိတိဆောင်ရမယ်လေကချင်တဲ့ကြပမာတဲ့ကြရှမ်းတဲ့ကြ